အချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုတဲ့စကားတစ်ခုရှိရနော်ကိုလည်းတရားနာပြီးရင်ပဲပြန်ပါအိမ်ပြန်ပါဘုန်းကြီးကလည်းပဲပြန်သူလည်းသူเจ้าသူပြန်ပါသူအိမ်လို့ထင်တဲ့เจ้าပြန်ပါပဲလေဟုတ်လားတန်လျာနဲ့ချီပြီးတော့ဦးဇင်းတို့တွေဟာအချိန်တန်ရင်ငါပြန်မဲ့အိမ်ဟာဘလို့အိမ်လဲဆိုတာကိုစဉ်းစားမိဖို့လိုတယ်အခုလူဘဝဆိုတာကတော့ဒါအလေပတ်ခဏလာတဲ့သဘောပဲဟုတ်လားအချိန်တန်ရင်ကိုပြန်မဲ့အိမ်ဟာဘလို့အိမ်လဲဆိုတာကိုယ့်ပေါ်မှာပဲမူတည်တာကိုကမိမိရောရောပေါ့ပေါ့ဆဆနေမယ်ဆိုရင်တော့ကိုပြန်မဲ့အိမ်ဟာအပေပုံပဲမမေ့တဲ့လူတော့မပါဘူးနော်မေ့တဲ့လူပဲသူကပြောတာကွက်ပြီးတော့ပြောတာကွက်တယ်လို့သာပြောရတာပါအကုန်လုံးလူကမေ့တာဆိုတော့မမေ့တဲ့လူပဲကွက်တယ်လို့ပြောရမယ်မေ့တဲ့လူတော့ကွက်တယ်လို့ပြောလို့မရနိုင်ဘူးထင်ဟုတ်လားဒါတော့ဖြစ်တတ်တော်တွေဟာမိမိရောရောပဲနေကြတာမိမိရောရောနေခြင်းဒီအပေပုံကိုအမြဲနေရအိမ်ဖြစ်စေတယ်ဆိုတာအလွန်မှအဲ့ဒီစကားကလည်းမှန်ကန်တဲ့စကားပဲမိမိရောရောပေါ့ပေါ့ဆဆပမာဒလွှမ်းမိုးပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တို့အတွက်အပေလေးပုံဒီအမြဲနေရအိမ်နဲ့တူတယ်